ကျေးဇူးပဲကားမရှိဘူးဆိုရင်လည်းလမ်းလျှောက်သွားပါ ถ้าไม่มีรถก็เดินไปโอเคအဲ့လိုလေးရှားထပ်ပြီးမိမယ်အာကားမရှိရင်လည်းအကိုလမ်းလျှောက်သွားပါถ้าไม่มีรถพี่ก็เดินไปโอเคကိမနော်โอเคထပ်ပြီးတော့သွားမယ်ဆိုရင်လည်းရတယ်သွားရတယ်ถ้าจะไปก็ไปได้เออစားမယ်ဆိုရင်လည်းစားရတယ်ถ้าจะกินก็กินได้โอเคကိမလုပ်မယ်ဆိုရင်လည်းလုပ်ရတယ်ถ้าจะทำก็ทำได้โอเคမလုပ်ချင်ရင်လည်းလုပ်เสียမလို့ถ้าไม่อยากทำก็ไม่ต้องทโอเคเนาะ तू OD မပေးရင်ခေါင်းဆောင်ကိုပြောတော့ဆရာဘယ်လိုမျိုးပြောำถ้าเขาไม่ให้โอทีอืมบอกหัวหน้านั้นโอเคเนาะထပ်ပြီးတော့ကျွန်တော်မှချိန်ရှိရင်ကျွန်တော်ထိုင်းစကားလေ့လာမယ်အဲ့ถ้าမှာคงมีเวลาอืมคงจะเรียนภาษาไทยโอเคဒီနေ့မအားရင်လည်းမနေ့တည်းလုပ်ပေးနော်ถ้าวันนี้ไม่วันขอพรุ่งนี้ทางให้นะကိမနော်အမားလုံးမရင်လည်းအစ်စ်တင်စားလို့ရတယ် ถ้าถ้าทางพี่ก็เริ่มใหม่ได้ เนาะကိမနော်မှားပြောမိရင်လည်းလေ့လာလို့ရတယ် ถ้าเพื่อนๆก็เรียนได้ โอเคเนาะထပ်ပြီးတော့လုပ်ပြီးရင်လည်းပြန်အိတ်လို့ရတယ်ဆိုရင်အိမ်ညံလို့ရတယ်ဆိုဘယ်လိုမျိုးပြော ถ้าทางซีก็เก็บบ้านได้ โอเคမနေ့တည်းမိုးမရွာရင်ငါတို့အလဲသွားကြမယ် ถ้าพรุ่งนี้เพื่อนไม่จบก็เราก็จะไปเที่ยว โอเคကိမနော်ပတ်စံရှင်အိတ်ဝယ်မယ် ถ้ามีแดงสี่บางဒီမှာအိမ်သူတာပတ်စံရှိလို့ရှိရင်မိန်သူဘာလို့ရှင်လဲတွေ့ကြည့်ပါလား ถ้ามีแดงกระบาง ကိမအမလေ့လာခြင်းရင်ကျွန်တော်သင်ပေးမယ် ถ้าพี่อยากเรียนแล้วพ่อจะสอนให้ โอเคเนาะအခုမှအချိန်ရှိရင်ကျွန်တော်ကိုကူညီပေးလို့ရမလား ถ้าพี่มีเวลาจะช่วยผมได้ไหม ไม่ช่วยให้ผมได้ไหมအိတ်ချင်လေအရင်အိတ်ပါဘယ်လိုမျိုးပြော ရနော်ကောเนาะโอเคမတော်ဘူးဆိုလေဘာမှမဖြစ်ပါဘူး ถ้าไม่ไปก็ไม่เป็นไร တထေးခေါ်ရင်လည်းသွားရှာပါဆိုရင် ถ้าเจ้าไหนเรียกก็ไปค่ะ ใช่အဲ့လိုမျိုးဖြစ်ကြပါเนาะโอเคကိမကိုကထိုင်းစကားကိုအခြေခံကနေစပြီးတော့ကိုပြောချင်တာကောင်းအောင်ပြောတဲ့ချင်းပဲပေါ့နော်ဘယ်ကနေဘယ်လိုမျိုးစပြီးတော့ဘယ်လိုမျိုးထိရောက်တဲ့နီးလန်းနေနဲ့လေ့လာမှန်းလည်းမသိဘူးဖြစ်နေရဆိုလို့ရှိရင်ခေကမိတ်ဆွေပြဿနာကိုဖြေရှင်းပေးမယ်အတန်းတန်းနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်အဲ့ဒါကကြတော့ထိုင်းစကားကိုအခြေခံကနေစပြီးတော့ဒီစာတစ်ကြောင်းဒီထိုင်းစကားမှာမဟုတ်ဘဲနဲ့စပွားနေစနစ်နဲ့ဒီစာကြောင်းတစ်ချောက်တဲ့ပုံစံကိုအဓိကသင်ကြားပေးမယ်အတန်းနဲ့ဖြစ်ပါတယ်ပေါ့နော်အတန်းကကြတော့ပုံစံနှမျိုးနဲ့ရှိရဲကိုကဇွန်ကလတ်နဲ့ပေါ့နော်ကျန်တဲ့ညနေစင်းတိုက်ရိုက်လေ့လာခြင်းနဲ့တိုက်ရိုက်သိချင်တာမေးခြင်းနဲ့ဆိုလို့ရှိရင်ကြောကိုကဇွန်ကလတ်နဲ့လေ့လာလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုကအဲ့လောက်အချိန်မရှိဘူးကိုအားတဲ့အချိန်လေးပဲတနေ့ကိုနိုင်ဝက်လောက်တနားရီလောက်ဝင်ရောက်ပြီးတော့လေ့လာချင်တာဆိုလို့ရှိရင်လည်းဗီဒီယိုကလပ်ရှိရပေါ့နော်ဗီဒီယိုကလပ်ဖြစ်ပေမဲ့ပေါ့နော်ဆရာကလုံးဝဆရာနဲ့ညနေချင်းတယောက်ချင်းကြီးလေ့လာနေရတယ်လို့မျိုးသင်ကြားပေးထားတယ်ပြီးလို့ရှိရင်ပေါ့နော်တခုသိချင်တာနားမလည်ရှိလို့ရှိရင်လည်းဆရာကိုအချိန်မီတိုက်ရိုက်လာပြီးတော့အငြင်းရမေးလို့ရတယ်အဲ့လိုမျိုးအတန်းပေါ့နော်ဒီတန်းကကြတော့ခေလိုစာကြောင်းတဲ့ပုံစံကိုအဓိကသင်ကြားပေးမှာပဲဖြစ်ပါတယ်စာကြောင်းတွေထိုင်မချက်ကဘူးပေါ့နော်အလုံးဝအခြေခံတလုံးဝမသိတဲ့အချိန်တွေကနေပြီးတော့ကိုပြောချင်တာကောင်းမှပြောနေတဲ့အထိလေ့လာလို့ရတယ်ပေါ့နော်ဒီလိုမျိုးကိုကဒီ zone class ဒီဗီဒီယိုကလပ်တက်တဲ့ခါကြလို့ရှိရင်ပေါ့နော်ခေအနေနဲ့ဒီစာကြောင်းတစ်ချောက်တဲ့အတန်းအပြင်ပေါ့နော်စာကြောင်းတစ်ချောက်တဲ့အတန်းကြီးထပ်ပြီးတော့လက်ဆောင်တွေနဲ့လေ့လာခြင်းနဲ့ဝါရတာအနေကိုသိခြင်းနဲ့ဝါရတွေအကုန်လုံးရှိတဲ့အတန်းကိုလည်းလက်ဆောင်ပေးဦးမယ်ထပ်ပြီးတော့ဒီအုပ်စုလိုက်စကေတွေပေါ့နော်အလုံးလျှောက်တာတို့စေုံစေကန်းသွားတာတို့အခန်းငှားတာတို့စောက်ဆိုင်တို့ဟိုတယ်တို့ဆောက်လုပ်ရေးတို့ဘတ်ဖွင့်တာဘတ်ရိုက်တာနော်ဘန်ဖွင့်တာဒီလိုမျိုးဒီအုပ်စုလိုက်စကေတွေပါထပ်ပြီးတော့လက်ဆောင်ပေးဦးမယ်ပေါ့နော်ဒီကိုဗီဒီယိုကလပ်တက်တယ်ဆိုလို့ရှိရင်ဒီတန်းတန်းကဒါလက်ဆောင်ရမယ်။စာကြောင်းတစ်ချောင်းတဲ့ပုံစံကဒါအမေးအတန်းပေါ့နော်။ဒီတန်းကကြောက်မိတ်ဆွေထိုင်းစကားတွေတကယ်ထိုင်းစကားတကယ်ပြောတတ်စီမှာပေါ့နော်။ဒီ zone ကလပ်တက်တဲ့ခါကြောက်လို့ရှိရင်လည်းကိုကဒီစာကြောင်းတစ်ချောင်းတဲ့ပုံစံရောပြီးလို့ရှိရင်ဒီလက်ဆောင်အတန်းတွေရောအကုန်လုံးအခမဲ့လက်ဆောင်ရအောင်မှာပဲဖြစ်ပါတယ်။ zone ကလပ်တက်တဲ့သူကဗီဒီယိုကလပ်တွေအကုန်လုံးလက်ဆောင်ရမယ်။ဗီဒီယိုကလပ်တက်တဲ့သူကတော့ဗီဒီယိုဒီစာကြောင်းတစ်ချောင်းတဲ့ပုံစံအပြင်ဒီလက်ဆောင်အတန်းကိုမှလက်ဆောင်ရမယ်ပေါ့နော်။ဆိုတော့တကယ်လို့ပေါ့နော်ကိုကဒီထိုင်းစာရေးတာဖတ်တာပါကျွမ်းကျင်တယ်ဆိုလို့ရှိရင်လည်းခေတ်ကြီးမှာထိုင်းစာရေးတာဖတ်တာကိုအခြေခံကနေစပြီးတော့လုံးဝကျွမ်းကျင်တဲ့အထိပေါ့နော်100ခန်းကျွမ်းကျင်တဲ့အထိ2လခွဲပဲအချိန်ပေးလေ့လာလို့ရမယ်ဒီဗီဒီယိုကလပ်ရှိပါတယ်ပေါ့နော်တကယ်လို့အသေးသေးထပ်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်ဒီ Telegram K-Name level ကနေပြီးတော့ပဲဆက်လက်ပြီးတော့စုံစမ်းလိုက်ပါပေါ့နော်ဆိုတော့အတန်းထဲမှာတင်လည်ပြီးတော့ဆုံးဖြတ်ချင်ပါတယ်ကျွန်တော် OK ပါဘိုင်ဟာ